မင်္ဂလာပါရှင်အန်ပေါင်းနဲ့နှဲပြောရွှေနန်းတော်ရဲ့ Valentine Days ပွဲတော်လာမယ့် February လ12ရက်နေ့ကနေပြီးတော့မှ14ရက်နေ့ထိ3ရက်တန်တိုင်း Forever Gems by ရွှေနန်းတော်ကနေပြီးတော့ Valentine Days အမှတ်တရအနေနဲ့ Junction City ရဲ့ပထမတဲ့ဆိုင်ဝိုင်းမှာဆိုလို့ရှိရင်လူပညာရှင်ပေါင်းများစွာနဲ့ဓာတ်ပုံရိုက်ကူးခွင့်နဲ့အတူ game အစီအစဉ်များပြီးတဲ့အခါကျတော့ Valentine Days Surprise Blind Box များနဲ့အတူဝယ်ယူအားပေးရတဲ့နာပစ္စည်းတွေအပေါ်မှာလည်းအခမဲ့စာရန်ရေးထိုးခွင့်အစီအစဉ်တွေကိုပါပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်ပြီးတဲ့အခါကျတော့ဆုထက်တို့မနက်9:00 နာရီခွဲကနေပြီးတော့မှညနေ6:00 နာရီခွဲထိလာရောက်ဝယ်ယူအားပေးတဲ့ customers များအတွက်ရွှေကျန်းတော်ရဲ့အစီအစဉ်တိုင်းကျေးဇူးတုံးပြန်တဲ့အနေနဲ့ရွှေကျန်းတော်ဆိုင်ခွဲ9ဆိုင်နဲ့ online ကနေပြီးတော့ဝယ်ယူတဲ့သူတွေအတွက်စိန်တယ်များကိုအမြဲ 25% discount off စိန်တယ်များကိုလဲရောက်အမြတ်ပေးမဲ့အပြင်ပထမနှစ်အမြတ်စိန်တယ်များကို 3% တတိယနှစ်အမြတ်စိန်တယ်များကို 5% ထိပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအပြင်ရွှေတယ်များကိုတော့အရောအတွက်အပါ10 to 20% off white ကိုများကိုတော့ 10% off အထိစီစဉ်ပေးထားတာပဲဖြစ်ပါတယ်ရှင်ဒီပြင်ဝယ်ယူအားပေးတဲ့မိဟောင်းမိသေး customers များကိုကျေးဇူးတုံးပြန်တဲ့အနေနဲ့နှစ်တကူ amount လက်ဆောင်များနဲ့အတူ quality ချုံပွားလက်ဆောင်ပြီးတဲ့အခါကျတော့ဝယ်ယူတဲ့ပစ္စည်းတန်ဖိုးပေါ်မူတည်ပြီးတော့မှ special loyalty program များကိုလည်းထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်ရှင်ပြီးတဲ့အခါကျတော့အခန့်ကျွေးမွေးတဲ့အစီအစဉ်တွေလည်းပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်သက်ကြီးများမပြတ်မကွက်ဆက်ကြွလင်းခဲ့ကြဖို့အားလုံးဖိတ်ခေါ်ပါစေဆုတက်ကတော့ February 13ရက်နေ့မှာရှိနေမှာဖြစ်ပါတယ်အားလုံးညတွေ့မယ်နော်的路的要是看到路的是在里面，也能拿你家玻璃。